ကဲဘုရားပူဇော်ကြရအောင်နမောတတ္တဗုဒ္ဓဝတ္တောအရဟတောသမ္ဗုဒ္ဓတ္တအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗုဒ္ဓဝတ္တောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနဲ့ပြန်ဆိုတဲ့အခါမှာနှလုံးအေးအေးနဲ့ဆန္ဒမစောဘဲနဲ့ပူဇော်ရအောင်နော်အရဟတောတတံယဣတိတာရုမယေဝေတံရှင်တော်မူ၍အကောင်းမှုတရားတို့ကိုသိဝေရ၌ပင်ပြုရမမှုပြောရမမှုစိတ်တော်ကပင်ဉာဏ်ဤတော်မမှုသည်ဖြင့်ပြမနာတုသုံးမုံသူတို့ဤပူဇော်အထူးကိုခံယူတော်မူလိုက်ပါဝိထတော်သမ္ဗုဒ္ဓတ္တသစ္စာလေးပါးမြတ်တရားနှင့်သုံးလုံးသောတရားတော်မြတ်တို့ကိုအယံမူဉာဏ်မြတ်ဖြင့်ဘုရားတိုင်းတတ်ထင်နေသိမြင်တော်မူနိုင်ပါပေထတော်အတ္တဘဂဝတောသူဘုံတော်အနန္တဉာဏ်တော်အနန္တတကုတော်အနန္တတို့နှင့်ဣသုံးတော်မူသောမြတ်စွာဘုရားအားနမောယုတိမြတ်နုမှန်ညွတ်ကျူ၍ရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မဲ့တွေဖြစ်ကြပါစေကုန်တည်းမတက်တာဆိုပြောင်းထိုင်ကြမယ်နော်ဒါလေးအောက်ကထားမယ်ဒုနိုင်နဲ့ပြောင်းထိုင်မှအစဉ်ပြေခုနှစ်ထိုင်လာကြနော်ဒီနိုင်ဝတ်သာနိုင်ဝတ်အချိန်လေးမှာတို့အဲ့ရအလုပ်ပေးတရားတို့လုပ်အောင်နော်ရှုမှတ်ရအောင်အမြတ်တင်ထားတော့အတိမှန်တော့အကျဉ်းမှန်မှာပေါ့နော်ဒီမှာဘုန်းတို့ခေါရကနေမှာပါတဲ့တရားတစ်ခုမောဂရာဇပုံနာယီမျိုးလို့ဖြေတဲ့အဖြေပေါ့နော်အဲ့ဒါရှိတယ်ထင်တယ်နော်အခါခါတဲ့အောင်မတည်းရှိရစကားပါသူကတည်းကြီးတော့တဲ့အပြိုင်မမှတ်နိုင်ပါဘူးတဲ့အကျဉ်းဆုံးအားဖြင့်တင်မမြင်နိုင်အောင်ဘယ်လိုရှုရမလဲလို့ဘုရားကြီးတောင်းတာနော်ဘုရားစာကြောင်း၃ကြောင်းနဲ့ဟောထားတာရှိတယ်ဘုရားကြည့်အောင်နော်အခါခါတဲ့တည်းရှိတဲ့ရဲ့ဖဲယူမှုနှုတ်ပယ်၍ဒါအကျဉ်းဆုံးပေါ့နော်အဲ့တော့အခါခါသိစကားမမိပါနဲ့အလုံးမှာကပြုတဲ့ကံကထောက်ပံ့တော့ကာမဝိဇ္ဇဝိပါကကိုယ်မှာကမပြတ်လောင်တာရှိမနေဘူးလားဟုတ်တယ်အတိတ်ပဲလောင်တော့မနောတကားပွင့်အောင်လောင်တယ်မနောတကားပွင့်အောင်လောင်ပါတယ်အဲ့ဒါမှမသိလိုက်လို့ရှိရင်တော့မျက်နှာတစ်ခါမှာကြရေပေါင်းတဲ့ရွေးတင်တာတဲ့အဲ့ဒါကိုအောင်းမိတဲ့တတိဆိုတာတမတတိကိုယူတာပါရဲ့နော်
ရောကမှာနော်အမှန်သိရမယ်ဉာဏ်နဲ့အောက်မေခိုင်းတာတတိဆိုရင်မယ်သင်္သာကြတတိဆိုရင်တရားပညာဝိရိယတော်ကြီးမပါဘူးလားချိန်ရန်ပုံနဲ့မပြည့်နဲ့နော်တတိဆိုရင်တရားပညာဝိရိယတမကြီးပါတယ်တွဲရပဲမှတ်ထားနော်ကောင်းပြီတတိဆိုရင်ဉာဏ်ပဲအားပေါ့အဲ့တော့တတိရှိရဆိုရင်အမှန်အောက်မေရတယ်ဆိုတော့တတိဉာဏ်မှာတို့ရှုရမယ်ဆိုရင်မှတ်ထားအောင်ဣတိတာ30ရှိတာမပြည့်ရဘူးအဆင့်ကျော်တိုက်လို့လည်းမရဘူးတဲ့မှတ်ထားအကျဉ်းစားရဲ့အလတ်စားရဲ့အနုစားရဲ့ပြန်ပြောပါဦးအခုကိုယ်တိုင်မလို့ပါနော်ရုပ်တယ်ကုနေထိုင်ခိုင်းလိုက်လို့ရှိရင်အလတ်စားကိုကြော်ပြီးတော့တို့တွေကအနုစားတိုက်လို့မရတာမသိကြတာအဲ့တော့အကျဉ်းစားကတော့အလုံးသိပြီးပူစီကံကံတောင်းညာနာပြောတာဟုတ်လားလက်စားကတော့အတွင်းထဲမှာမသိဘူးထင်ထားတာအဓိကပဲမသိဘူးထင်ထားတာနားလည်မလားအဲ့အလက်စားရှိတော့အတွေးတွေနဲ့ဇောတွေကြပါမလားကြဘူးအဲ့ငါနဲ့ပဲသွားတာနော်အဲ့တော့ငါနဲ့တိုက်လို့ရမှမရတာအဲ့ဒါကိုအရင်ဆုံးဖြုတ်ရတာတတိထားရမှာနော်အောင်းမရမှာသူ့တမာတိနဲ့တိုက်ရမယ်ဆိုတာအလောင်းတော်ကိုပြန်ကြည့်ပါဘုရားလောင်းတော်တောင်းမှာပဲဒီတရားရှာတာကတာဝေကကြောင့်ရှာတာနမိတ်လေးပါးမျက်နှာကြည့်သူ့အိုရဲ့စဉ်းစားနော်မြန်မာတော်ထွက်အောင်ဘုန်းကြီးစဉ်းစားတနေ့တည်း၄ခုပြလိုက်ပါလားဟုတ်ဘူးသူ့အိုပြီးလေးလာကြမှတခါပြတာနော်ကျင့်ဖို့ချိန်ရှိသေးတာဟုတ်အိုရာကိုမြင်တဲ့အခါမှာ30နဲ့တိတိမှာတတိဆောင်ပါတဲ့စကားတွေရှိတယ်မိမိရဲ့လူတစ်ပါးရဲ့မိမိလူတစ်ပါးရဲ့30ပြတယ်ဒီကတွေးတော့မှကိုပုံမှန်လည်းပဲတဲ့တတိနော်အောင်းမိတာကအိုချင်းဆင်းရဲကိုတွေးတာတဲ့မခက်နော်ဒါတမျက်ကြီးလည်းပဲလူအိုကြီးဖြစ်အောင်တွေးတယ်အိုရပုံဖော်တယ်နောက်စကားပြောတဲ့အပြန်စာချက်တယ်လို့ပဲအိုတော်ကိုသိရတယ်တော့စာချက်တယ်လို့ပွိုင်းနဲ့လေးလာဆိုတော့ပြည့်မသွားဘူးလားအဲ့ဒါကမ္မဋ္ဌာန်းပြီးတယ်ခေါ်တာတဲ့မှတ်တယ်နော်ပြီးတော့မှတခါမာနကြပြီတဲ့သူ့ဘုရားမာနမရှိတော့ဘူးเนาะဟိုလည်းဆင်းရဲကိုတကယ်ကြောက်ပြီပြမတခါနာရာပြတယ်ဩရနာရာတွဲပြီးတော့လေးလာပဏနာနော်ပုဂ္ဂိုလ်တွေလည်းပဲအိုခြင်းဆင်းရဲလူနိုင်ဖြစ်တဲ့အထိတွေးတယ်သူများကြည့်လည်းတွေးတယ်အပြန်လာစကားပြောလည်းတွေးတယ်မှတ်တာနော်စကြတယ်လို့ပဲဆိုတော့လေးလာဆိုတော့ပြည့်မသွားဘူးလားပြီးတော့မာနတားကြနေပြီယောဂဖြစ်တဲ့ဆင်းရဲတဲ့ကောင်းကောင်းနားလည်ပြီးတော့အတွေ့အမှာတတ်တက်ကပေါ်တော့တာပေါ့ပြီးပြီနေတာပြတော့မှဩနာတိတွဲသွားပြီလေးတာပေါ့နော်အဲ့မှာလောင်းတော်ကြီးတဲ့ပြည့်သွားတော့မတ္တသွားနဲ့လူတွေနဲ့တူတူပဲလို့မြင်သွားတယ်နန်းတော်ကြီးကလည်းတုတ်တန်ဆရာလည်းဖြစ်သွားတယ်ဟဲ့လားနော်တကယ်ကိုတရားတရားကိုကြောက်တော့တာတဲ့အဲ့ပြေးကြမြမရှိအောင်ကြောက်တော့မှဖလန်းကိုညွတ်တော့မှယဟန်တွင်ပြကြတာဗာပြတာလေတရားတရားလွတ်တဲ့တရားရှာမယ်လို့တရားတရားပြင်းပြင်းနဲ့ထွက်တာတဲ့တရားရလားလောင်းတော်ကြီးကမှကမ္မထမ်းကအလောင်းတော်ဘောရဲ့ကမ္မထမ်းပြီးတယ်ခေါ်တယ်ပြီးမပြီးဘူးလို့သုံးတတ်ကြီးတော့မနဲ့ကြီးရတဲ့တားပါသေးတယ်ခေါင်းရဆောင်မအောင်လားတဲ့စัจ jaya လာတော့မှဆိုတော့လောင်းတော်ကြီးကစိတ်ဝင်စားဘူးလေတရေပေါက်လေးလို့တော့ထားပစ်ခဲ့တာဥဒရေကိုစဉ်းစားကြည့်မယုံပါဘူးမမုန်းပါတော့နှမျောသလားတွဲသလိုပဲတော့ပါလားတော့စောင့်နိုင်တယ်တဲ့။အောင်ဆိုတော့ဥနာတိဆင်းရဲတည်ထားတော့ဘာလို့တော်မလဲ။ကုန်ထားခဲ့မှာဆိုတော့နော်။ဆွတ်ပြီးတော့တော့ထသွားတော့ဘုရားအမင်းရှိတာသိရတယ်။မနက်ကတဲ့ဖြတ်ဖို့လိုက်နေတာနောက်ကလိုက်တာလေနော်။ရစိတ်ကဖွဲ့တယ်ဆိုတာတိမ်မွေးတဲ့ပရမဏုလေးကိုဖွဲ့တာမလားစဉ်းစားနော်။ခဲလိုများနဲ့တက်မဲ့တဲ့စိတ်နဲ့မမလေးကိုထမ်းမဲ့တဲ့ဒါကစိနဲ့ဒါဖွဲ့မယ်ဆိုရင်တကုရှိတယ်နော်ဒီထဲမှာဝင်ဖန်စဲမှာတဲ့သူကနှလုံးသားအောင်လုံးမလို့စောင့်နေတာတဲ့ဗျာပေါ့မဟုတ်ဘူးအဲ့မှာသူစောင့်ကြည့်တာဒီဒုက္ခရစီကျန်တာဒုက္ခရစီကျန်တာ6နှစ်ဒုက္ခမို့ဒုက္ခရနော်ခက်ခဲတဲ့အချိန်က6နှစ်ဖျက်9နှစ်ဖြစ်သွားပြီအဲ့ဒီကြားထဲမှာတစ်ချက်မှရတော်ရမျက်နှာမပေါ်ဘူးအောင်မလေးကြောင့်မပေါ်ဘူးပေါ်လာပွင့်အသေးပဲဟုတ်ပါရဲ့လားစောင့်နေတာတဲ့ဆိုတော့ကမ္မဋ္ဌာန်းပြီးတာသိကြတာပေါ့တော့ပါရဲ့လား
นั่นแหละเนาะဘုရားဖြစ်တော်ကနမိတ်ပြောနမိတ်တ attva နမိတ်ပေါ်သေးလားရှိတော့ဘူးဘယ်တော့မှသူဝင်လို့မရတော့ဘူးเนาะလက်လျှော့လိုက်ပြီးတော့မှိုင်းတော့မှတမိသုံးကတဲ့ဖေဘာလို့မှိုင်းနေပေါ့တိတ်တတ်ဘုရားဖြစ်သွားပြီကွယ်တဲ့ဖြစ်လို့မရတော့ဆိုတော့ယောက်ျားပဲမိမဖြစ်ပြတ်မှာပေါ့အဖေရဆိုသွားကြသေးတယ်တဲ့အပြိုကြီးအပြိုလက်အပြိုကြီးဒါတယောက်အမေသမီးစတဲ့ပေါ့နော်မျိုးဖန်ဆင်းပြတာတဲ့မောရမဖေကလက်ဖြောက်လက်တီးလိုက်တော့ထွက်ပြေးကြလက်ပြေးကြတော့မှမန္တကြီးကစီးလောင်တာကိုဇာတဲ့ပါတယ်တပီးတို့ကကွယ်တဲ့ကြောက်တော်ကြီးကိုရာယိုးနဲ့တွားရတာကိုတဲ့ကျောက်ခဲစီးတယ်မရတော့ပါဘူးကွယ်လို့ပြောတယ်တဲ့ဖေကအကုန်ပြောင်းလို့တရားတာเนาะအဲ့တော့လောက်နောက်ဘွားတွေကအခြေခံကမ္မထအောင်ပြီးသားတို့တာမီအဲ့ဒါလူနေတာလည်းမကြပါတော့ပေါ့လားဖះမှာလည်းအရခတရား၄ပါးဆိုတာရှိတယ်အရခတရားဘယ်နှပါတော့ဒီစောက်ချက်တရား၄ပါးနော်ဟောမှတ်ရတယ်ရောမာတုမေဘူးလို့မှတ်ထားတာမရဏတိကမ္မထပါတဲ့အတုပပါတဲ့ပေါ့အောင်ဘွားမှာနော်ပြီးမှမာနကြမှာမေတ္တာတကားဘွားတဲ့ပြီးရင်ဖះကိုမမေ့ရဘူးဘုရားတတိဆိုတာဖះဘုံပေါ်လာတဲ့အတိအဖြစ်ကြားရအောင်မြင်တာပြောတာရောက်တဲ့နေလဲဖះအဲဒီဆုံးမထားတာပေါ်တာကြားရအောင်နေရတာတဲ့ရှုတဲ့ဖះဘယ်လိုရှုရမလဲသင်ပြီးသားပင်းစားတယ်ဘယ်လိုစားမလဲသင်ပြီးသားနော်မူရင်းမှာဖះဦးကဲပြောလို့ရရအောင်မြင်နေတာဒါဗုဒ္ဓတတိကုံတော်ပဲပေါ့ဒါပေါ့လားဖះမမေ့တော့ဘူးပေါ့နော်အဲ့တော့ဖះကအများအားဆုံးမတာကိုကြားရအောင်နေမကောင်းဘူးလားအိခါကြီးလည်းဖះဆုံးမထားတာရှိတယ်အင်တာတက်လည်းဆုံးမတာရှိတယ်မတန်းဆုံးမထားတာလေဟိုရိုက်ရလို့အများတန်းမြင်နေပါစေမကောင်းဘူးလားဒါဆိုမမေ့တော့ဘူးပေါ့အဲ့၄ပါးပေါ့နော်တိဏ္ဍကမ္မထံနဲ့ပေါင်းပွားရမယ်အတုပါလည်းအောင်ပွားထားရမယ်မာနညမမေတ္တာလည်းအောင်ပွားထားရမယ်ဟုတ်ပေါ့လားပြီးဘုရားတရားရှင်တစ္ဆာမပေါ်လာဘူးလားအထုတော့ပေါ့နားလည်မလားဗုဒ္ဓတစ္ဆာအမှန်တကယ်တော့ဘုရားတရားရင်တဲ့ဝါပညာပေါ်လိုက်ပါအောင်နော်အဲ့ဒါကဗုဒ္ဓတန်ဆက်စကားကချမ်းမဟုတ်ဘူးဒီဉာဏ်အလင်းကိုအဓိကယူတာဗျဟုတ်ပါရဲ့လားအဲ့ဒါနော်အဲ့တော့ဆိုပြီးရှိတော့ကအမေဖြေမှာစဆိုင်ရင်ပြီးတော့ဉာဏ်တော်ကဖရာလားတဏ္ဍာတော်ကဖရာလားလို့မင်းတို့ပေါ်ပါတဲ့ဖရာတို့တပည့်ရလျှောက်တော့ဟောရကျမ်းဂန်ဆုံးတော့မင်းတို့အဟောင်းကြီးပါဗျာတဲ့မင်းတို့အဟောင်းကြီးနော်ဘယ်ကျမ်းမှရှိတယ်မိမိသားဖြေပြီးသားရှိတယ်ဆုံးပါတယ်နော်အဲ့အဖြစ်တပိဋကဉာဏ်တော်အလင်းဆိုတာဟာတဲ့ပညာစတိတ်ကိုပြောတာပါတဲ့ဘာလို့လဲအလင်းတိုက်ကြီးပြောတာတဲ့တတိယစိတ်ကိုမြင်ရတာဗျာတဲ့စိတ်ကရုပ်ကိုမြင်ရတာဗျာအထာနော်အာရုံမတဲ့အခါသုံးချက်ချက်လို့ရှိရင်တဲ့ပညာအလင်းတတ္တိယဒီမှာကိန်းနေလို့ဆုံးမသွားတယ်ဒါပေါ်ရလားတတိကိန်းနေဆိုတာတဲ့အင်ထားတာကတ်ထားတာမဟုတ်ဘူးဗျာတဲ့ဖြာပြီးကစိတ်ပြကိန်းတာတဲ့ဟိုခေတ်ကပြတဲ့ဥမာမရှိတော့နတ်နာတုံးနဲ့အနတ်နတ်နာတုံးနဲ့အနတ်ခွဲမရသလိုတဲ့တသားနဲ့ပေါ့စိတ်မြန်တာဆိုတော့ဒီကိတော့ပြောလို့ကောင်းတာပေါ့ဘုရားရုပ်တန်နေအခုဖန်ထားလို့မရဘူးလားရုပ်တန်နေဖန်ထားတာနော်လက်မလောက်လေးမူရိကထဲမှာကဲထည့်ထားလို့မရဘူးလားတရားကိုလင်းကားဆိုထည့်ထားရတယ်နော်ဖွင့်ရင်ပြန်မပေါ်ဘူးလားအဲ့လိုပဲအသေးသားချင်းမှာတတိကိန်းတာအမှန်လို့မှတ်ရမယ်တော့ပေါ်ရလားအဲ့တော့ဉာဏ်တော်လဲဖေရတဏ္ဍာတော်လဲဖေရပြောကြည့်ပါဦးအမောင်တက်လုံးဝကုန်သွားပြီလေဝါဒနာဝိရမကြောင့်ထဲထားတာကြောင့်မလို့ဉာဏ်တော်လဲဖေရဥမာပေးပါတယ်ဒီဝရကြီးကဖေရကိုကြောက်မုန်းဆင်တယ်ချိန်မထီတာပဲကွယ်တဲ့ဗုဒ္ဓတန်တာမရှိရင်တဲ့မိဘစရာအကြောင်းပဲရှိမလဲဟုတ်ရဲ့လားမိဘရာကြောင့်တံများများလို့ပေါ့တော့ပေါ့ရဲ့လားဒါပေမဲ့မှတ်ထားပါဗုဒ္ဓတန်ဆိုတာဉာဏ်တော်အလင်းပွင့်တာပြောတာတဲ့နားလည်မလားအဲ့တော့ဖခင်ဒီလို့ရှိရင်ဒီတရားပွားရတာပေါ့ပွားတဲ့မှာအားလုံးကနေတံမမတတ်တော်မရှိတဲ့အပြင်ဝါရဓမ္မပေါ်လို့ရှိရင်ဗုဒ္ဓတန်ကိန်းတာပဲဘာလဲကိန်းတာတော့အတက်ရဲ့ဖះကိုပူဇော်တယ်ခေါ်တယ်တဲ့ဗျနားလည်မလားပုံဖော်ကုံတော်ပါတာလည်းကောင်းပါတယ်ဟုတ်ပါလားတက်ရဲ့ဖះလည်းမြင်ပြီးတော့အတက်ပေးတာလည်းကောင်းပါတယ်ဒါကတော့တက်ရဲ့ဖះကိုပြင်ပြီးပူဇော်တာဖြစ်နေတယ်လို့မှတ်ကြပါဒါဗုဒ္ဓံတိကုံတော်ဒီမှာအပြီးပဲဗုဒ္ဓံတိပွားများတာဒါအပြီးပဲနားလည်မလားရမယ်နော်အဲ့တော့တင်းတက်ကမ္မထာလည်းမမေ့ရပါဘူးအတုလည်းမမေ့ရပါဘူး
မာနကြမှာမေတ္တာလည်းပွားပါတယ်ပြီးဗုဒ္ဓတက်လည်းဆောင်းရပါတယ်။ဟုတ်ပါရဲ့လား။ရမယ်နော်။အရဟတတရားဘယ်နှပါလို့၄ပါး။အဲ့တော့တသားသမီးတွေအာဏာချက်ကတော့တာဝန်ကမရှိလို့ပါ။ဘာမရှိတာတော့အရဟံကြမှာကအာတေဝနာပစ္စယောလို့ခေါ်တယ်။အနည်းအားဖြင့်အရာစကားမှာဆရာတော်များဆုံးမတာကအလေးချိန်တစ်ခုပါတဲ့အရှင်ရအားပြည့်လိုက်ဝါသနာဖြစ်တယ်လေးချက်တစ်ခုဒီအရှင်ရအားပြည့်ဝါသနာဖြစ်တယ်ထုံနာခေါ်တာပေါ့နော်ရိုးရတင်းတာပြောတာဥပမာဖြင့်မြဲတမ်းရုပ်ရှင်ကြည့်ပါများရင်ဂိမ်းတိုင်းရုပ်ရှင်ကြည့်နေပေါက်တာပဲလေတော့လိုက်ပြီးရုပ်ရှင်ကြောင်းပဲပေါ်တော့တာပဲနားမရုပ်တရားစအကုန်လုံးတွေးတောင်းတော့နော်အဲ့ဒါအတုံးနဲ့ပစ္စည်းခေါ်တယ်ဒါစီပိုင်းလို့နဲ့အိမ်ကြောင်းတွေနဲ့မနေ့မိုးရင်ထအိုးစီမံတာနဲ့ကျင့်ပါတော့အစိတ်လွတ်လိုက်ပြီဆိုရင်အဲ့ဒါပဲဖွင့်လိုက်တဲ့နေ့ပဲအဲ့အာယုံပြန်ပြေးတော့တာတွေးတောင်းတယ်ခေါ်တယ်အဲ့ဒါကြောင့်အဲ့ထဲမှာတေတာပါလားဟုတ်တယ်အဲ့အလတ်စားကိလေသာခေါ်တယ်နော်တွေ့ရင်တော့စက်ပြီးတော့ပေါ့လား30ပြန်သွားအောင်နော်အဲ့တော့အကျဉ်းစားကတော့သူတီလာနဲ့ထိန်းတာရပြီအလတ်စားကတော့အတွေ့တွေကအရှင်ပြင်းတယ်လေဟုတ်ရဲ့လားကြော်ရည်လည်းတင်းနေတာပဲတွေးတယ်ဆိုရင်စကားတွေပြောတော့စကားပြောတဲ့အခါအသုံးချတဲ့အကျိုးရအကုန်တင်းနေတာတော့ပေါ့ရဲ့လားအဲ့ဒါကိုမလျှော့သေးပဲနဲ့ဥပဒနာကြောလို့မရဘူးဒီကြောလို့မရသေးဘူးနားလည်မလားဒါတရားထိုင်တဲ့အခါမှာဒီကမ္မထာအားဖြင့်ဒီမှာအရဟတိကမ္မထာတင်းတဲ့ကမ္မထာမပွားပဲနဲ့ဒါမရဘူးတော့ပေါ့ရဲ့လားနားလည်ပြီနော်ကမ္မထာ40မှာအကောင်းဆုံးအားလုံးအတွက်ဇေယျမျိုးစုံတဲ့ကြိုက်တဲ့ကမ္မထာကအရဏတုတိကမ္မထာတဲ့တော့ပေါ့လားအလုံးတော်လည်းအရဏသွားတာအဲ့တော့ပွားရမယ်တရားထိုင်နိုင်မယ်ဆိုရင်ဒီနေရာလေးကနောက်ဆုံးတည်တဲ့အချိန်တစ်ခုကိုချထားနိုင်မှတရားဝင်တာတော့ပေါ့လားမတည်တဲ့ငါနဲ့ကျင့်လို့မရဘူးတော့ပေါ့ကြလားအလတ်စားရှိနေတာကိုကြော်လို့မရဘူးလေတနေ့ထိုင်လိုက်မှကွာဆိုတော့ဒေတာမပါရင်မာနပါနေတယ်မတည့်ဘူးရမှာမဟုတ်ဘူးတော့ပေါ့ရလားငါးနေ့ထိုင်မှကွာဆိုရင်ဒေတာမပါရင်ရကိုမရတာတော့ပေါ့ရလားအစိတ်ကြော်နေတာကိုအဲ့တော့ဒီနေရာနောက်ဆုံးသိချင်းချရမယ်နားလည်မလားတရားထိုင်ရဒီကနော်တို့တရားမယ်ပြီးတော့မှအနုစားကိုတရားရတာတို့သိပြီးပြီခုနေတည်ရင်အကုန်ဒါနထားကြရမယ်တိမ်မှာတလောကလုံးမှာကမတည်ဘူးတဲ့နေရာရှိလားဒီကဘာမြင်ပါရင်မယ်တဲ့နေရာတိုင်းဟာတည်ဘူးတဲ့နေရာဟောင်းလို့မှတ်ရမယ်ပုံစံမျိုးစုံနဲ့ဒီနေရာဟောင်းတင်းတိုင်းမြေရှေ့အဆောင်တွေကလည်းပဲဆရာကြီးဆုံးပါတယ်နော်ကို့မျိုးဩဇာဖြစ်တဲ့တက်သားတွေမိကြီးကိုစောက်ထားတာဟုတ်ရဲ့လားစားတော့လည်းကို့မျိုးဆိုတာဖြစ်တဲ့မျိုးစီရထွက်တဲ့အသားနာစားနေရတာတဲ့အဲ့ဒါပြောလဲဆိုရင်ဗျာတဲ့ခင်ဗျားတို့ကတရားကုန်းမှာနေတဲ့တွန်းစားနဲ့တူတာပေါ့တဲ့အဲ့တော့လည်းအလောင်းတွေမြေပြုံးမဲ့အိတ်ကြတယ်အဲ့ဒါတလိုက်ပဲဒီခေါင်းပြက်တွေကိုအိမ်ဆောင်ကြတယ်သမီးသားတို့စားကြတယ်အဲ့ကြပြောလဲဆိုရင်ဗျာတွန်းစားနာပြောပေါ့ဗျာတဲ့တရားမှန်တော့မရတာတွနေတာတင်းကျိုင်းမြေမှာနေရတာရက်ထွက်တဲ့အစီရောပြန်စားနေရတာရက်ထွက်တဲ့အတိနံတွေတတိုင်းပြန်ဆောက်နေကြရတာဟုတ်ပေါ့လားအဲ့ဒါပြောလဲဆိုရင်တွန်းစားနာပြောနေတူတယ်လို့ဆုံးပါလားဒါတော့မနာနဲ့ဟုန်နဲ့ဟုတ်နေတာဟုတ်ပေါ့လားအဲ့တော့ခုထိုင်တဲ့နေရာကိုတင်းကျိုင်းမြေပဲလို့မှတ်ရတယ်နောက်ဆုံးနေရာပဲနောက်ဆုံးကောင်းချမဲ့နေရာလို့မှတ်ပါ။ဘာကြောင့်ခင်ဗျပြောလဲဆိုတော့အဲ့အတီလေးပွားသွားဘူးလို့တခါခံရဘူးတဲ့။ဒီဥရိထဲမှာတခါမူးလဲွာတာပေါ့။အဲ့ဒါလည်းငယ်ငယ်တုန်းကဒုက္ခရဲ့ကံပေါ့ဆယ်တန်းကျောင်းသားပါမှာဖားခွဲရမယ်ဆိုတော့တန်လည်းမတန်ရတော့ဘူးလေးထဲမှာဘူးရှိလေးထဲမှာဖားလေးချက်မေးသေးပေးခဲ့တာပေါက်လေးသုံးပါပေါ့မေးသေးပေးခဲ့တော့မေးသေးလွန်တော့တေသွားတာပေါ့အကန်တဲ့နာအဲ့မှာကုရီမှာကျွန်တော်လည်းအပေါက်လေးသုံးပါပဲရှိတယ်အဲ့မှာမူးပြီးလဲတာဘာလဲအတူတူပဲဖြစ်တာကိုရဲမလို့နော်အဲ့ကြတော့မှတင်းကြပွားတော့ပွားတယ်နေရာလေးกว่าရွေးထားတာအဲ့ရမှာတေတာပွားထားတာဟုတ်အိမ်သားမှမတည်ခြင်းဘူးဆိုတာအတင်းယုံနေတာဟာဟုတ်သေးပါဘူးလို့နေရာမျိုးတင်နေတော့ပြန်ဖြီးလိုက်ခံပါပဲဇောကြပါလားအဲ့ဒါမှရှုလို့ရတာဟုတ်ပါရဲ့လားအဲ့တော့ဒီနေရာဟာနေရာမျိုးတော့မှတ်တာကိုတည်းတဲ့နေရာလို့မှတ်လိုက်တော့အဲ့ရောက်မှပက်လက်တည်တဲ့ပုံမဖော်နဲ့နော်နေရာမျိုးတင်နေတာဖော်လိုက်တော့ပေါ့လားအဲ့မှာမှန်ကြလိမ့်မယ်တော့ပေါ့လားဒီနေရာကိုရဲ့နောက်ဆုံးတရားမဲ့နေရာလို့တတ်မှတ်လိုက်ပါတော့ပေါ့လားဒါ
ဒါမှမှန်ကြမှာဒီမှာလက်စားပင်နေမှာအဲ့ဒီအနုစားကတော့ရှုစဲထုတ်စဲနဲ့ဝတ္တုံမထွက်တဲ့ညာထည့်ရင်ရပြီပေါ့တော့ပေါ့လားရပြီနော်တပိတ်ကထိုင်ကြည့်အောင်နော်အိမ်မများပါဘူး7မိနစ်တော့ရပါတယ်နော်ပထမတော့ခုနေတည်ရင်အကုန်တန်လန်ထားရမှာထဲထဲဝင်တွေးပါနှလုံးသွင်းကြပါရုပ်တဲ့တင်နိုင်ပါတယ်လို့လက်ခံထားပါဒီနေရာလည်းပဲကိုယ့်ရဲ့တင်နိုင်ပြီပါပဲလို့ပါအစာဝေရကိုယ့်ရဲ့မျိုးစားနေဖြစ်တဲ့တက်သားတွေအိမ်အုပ်တွေစောက်ထားတာပါစားလည်းမျိုးစားဖြစ်တဲ့အားတွေပြန်စားနေရတာပါဤဝိဇ္ဇာကောင်းပါတယ်ဒီနေရာလည်းနောက်ဆုံးနေတဲ့နေရာလေးပဲလို့စိတ်ကိုချထားပါနေရာရွေးစရာမလိုတော့အချိန်မီနေရာမီပါတဲ့ရုပ်တဲ့တင်ဖြင့်အနာဂတ်စီမံကိန်းတွေလုပ်ခဲ့မရတော့ပါဘူးအိမ်ပုံတွေငါအိမ်ဆိုအိမ်ပုံလည်းပဲဒီတိုင်းထားရမှာမှတ်ကြပါလုပ်ငန်းလည်းဒီတိုင်းထားရမယ်အမျိုးလည်းဒီတိုင်းထားရမယ်ဆက်တွေ့စရာအကြောင်းမရှိတော့ပါဘူးအားလုံးကအသက်ဝင်တော့ပါဘူးထဝင်းကြီးအားလုံးအမူအရာအားလုံးဟာလူတွေနဲ့မဆိုင်တော့ပါဘူးဆက်တွေ့စရာစကားမရှိတော့ပါဘူးနောက်ဆုံးတေးရင်စိတ်ကိုချထားပါအတွင်းနဲ့မှအတွင်းစကားရပ်သွားပါတယ်ထိုင်ဝမ်ချင်းတော်တော်ချင်းမြေတဲ့တစ်ပင်းလေးကြောင်းနေခန်းနေအဆောက်အဦတွေအသက်ဝင်ပါဘူးဒီတိုင်းထားကြရမှာပါသုတ်တန်စရာတော့ပါပဲတော့မှတ်ကြတိတ်ဆိတ်နေပါတယ်ငြိမ်သက်နေပါတယ်စကားပြောတဲ့အခါအသုံးချခံနေရတဲ့ပြတ်တတ်အောင်ကြရတဲ့ရော့သွားပါတယ်အယောင်နဲ့ဆိုရင်မျက်လုံးတွက်ရှိတဲ့အတ္တအောင်ကြောတွေရော့သွားပါတယ်စကားပြောတဲ့အခါအသုံးချတဲ့လေမင်းတဝက်မင်းတဝက်ပြတ်တတ်အောင်ကြရတဲ့ရော့သွားပါတယ်လုံးသားလည်းတင်းတာရော့သွားပါတယ်တကူလုံးလက်ဖြားချီပြားကြီးအချိုးကျပြတ်တတ်အောင်ကြတွေရော့သွားပါတယ်လုံးသားလည်းရော့လာအေးလာပါတယ်ထဲဝင်ခြင်းတိတ်ဆိတ်ခြင်းငြိမ်သက်ခြင်းကိုခံစားလို့ရပြီအလတ်စားကလေးသာကုန်သွားပါပြီအနုစားကြံနေတယ်ရှုစဲထုံစဲမှာကိုယ်မကဖွဲမိလို့လောင်နေတယ်မတော်တကားပွက်အောင်လောင်နေပါတယ်အမှန်တိုင်းသိမ့်ဝင်နှုညံ့ပါတယ်အဖေအမေတဲ့ညံလက်ဥတော့လုံးဝစကားမပြောပါဘူးပါလိပါပဲတင်းလာတဲ့အမူအရာလှုပ်တဲ့အမူအရာအားလုံးဟာတိတ်ဆိတ်လို့ခံရရဲ့မျက်နှာပဲလက်ပါရှိပါကောင်းမှမပြောပါဘူးငါလည်းလည်းအတ္တမတတ်ပါဘူးတဲ့ဝစီပညာပြောက်တဲ့အထေပညာပြောက်တော့ဝစီသင်္ခါရငြိမ့်တယ်လည်းခေါ်ကြပါတယ်အကားပြတ်တတ်တော့အင်္ဂါရှိငါတတ်တော့အထေမရှိအပေါင်းအပြင်ကိုမှတော့မရကပွင့်လောင်းတဲ့အမူအရာအားလုံးဟာအချိန်နဲ့ပိုင်းတော့မှအချိန်နဲ့ထပ်တူပဲတောက်လျှောက်လောင်ရင်ကုန်ထီရင်ပြောင်းတို့ရဲ့ကံရှိန်ကအကျိုးတရားပေါ်တယ်မိကငြိမ့်ပြတာပါတဲ့ခန္ဓာမိကလောင်ရင်ငြိမ့်ပြတာပါတော့တိတ်ဆိတ်နေပါတယ်စိတ်သုံးနေပါတယ်
ကိုမကဓလေးပါဖောက်ပြန်ပြီဆိုရင်တင်းတာတွေညောင်းတာတွေပူတာတွေပေါ်ပါတယ်ပေါ်ရင်ပေါ်သလောက်အရှင်ပြင်းနဲ့အမူအရာပေါ်ပါတယ်ပေါ်တဲ့လက်ချီကအမူအရာဒီဘာမှမတောင်းဆိုပါဘူးဥလာပြီးလောင်းလာပြီးပြင်ပြပါလို့မပြောပါဘူးမျက်နှာအမူအရာလည်းငါပါလို့မပြောပါဘူးဒီတရားကဘုရားပြတရားကယောဂပြင်းနေရှုလို့ကောင်းတယ်ပဲယောဂပြောက်အောင်တောင်းတတာမဟုတ်ပါဘူးအမှန်သိဖို့ဉာဏ်ဥစားပေးတာအမြဲမှကိလေသာမလာဘူးအဓိကပဲတင်လာတဲ့တောင်းလာတဲ့အမူအရာပူထင်ရှားလာပါတယ်ထင်ရှားတဲ့ခါတို့တင်မတို့စတဲ့အမူအရာတွေမျက်နှာစာဘာမှမတောင်းဆိုပါဘူးတည်ရှိနေခင်ဗျားလက်ကြီးကောင်းလည်းမပြောပါဘူးပြင်မှာပြောင်းမှလည်းမပြောပါဘူးတတ်တော်မဟုတ်ဘူးတဲ့ချိန်နဲ့အမြတ်ရောက်ဖို့လာတာဒါနေနေဓာတ်ပေါက်ပြန်နေနေမျက်နှာလက်ရှိအမူအရာထင်ရှားပေါ်နေပါပဲရှုလို့အမှန်ကောင်းပါလေယောဂပြည့်နေရှုလို့ကောင်းနေပါပဲဒီအမှန်ကတော့တတ်တာမဟုတ်ဘူးတတ်တဲ့ဘောတွေကလောင်တာကတတ်တချီကအမူအရာပေါ်တာတတ်ပေါ်ရမြလည်းခင်ဗျားလက်ပါရှိပါညောင်းလာပါပြီပြင်မအောင်လို့မပြောပါဘူးတဲ့မတောင်းဆိုပါဘူးမျက်နှာအမူအရာလည်းစကားမပြောမျက်နှာအမူအရာလည်းစကားမပြောပါဘူးငါလိုလည်းမဩပါဘူးပြင်မှာပြောင်းမှာနာလာပြီးတော့ပြောတဲ့တတ်တာမရှိပါဘူးအကောင်တဲ့တတ်တာမရှိပါဘူးတင်မာရဲ့ခါရဲ့ပူလာလည်းပဲအမူအရာကကပ်ပါလာတာပါပဲတင်မာရဲ့ခါရဲ့မျက်နှာအမူအရာတွေကပူလာပြီဒုက္ခရောက်တော့မှပြောင်းမအောင်တော့မပြောပါဘူးသုတ္တမသဘောတိုင်းပဲအတ္တတဲ့လိုင်းနဲ့ပြီးဆုံးတာပါပဲပြင်မှာပြောင်းမှနားလာပြီးတော့တောင်းဆိုတဲ့တတ်တော်မရှိပါဘူးတောင်းနေပါပြီပူနေပါပြီပြင်မအောင်လို့ပြင်ကောင်းမယ်ဆိုတဲ့အတွေ့အကြုံတွေမရှိပါဘူးတဲ့မပြောကြပါဘူးမျက်နှာအမူအရာလက်ရှိအမူအရာအားလုံးကမတောင်းဆိုပါဘူး
အတ္တမဟုတ်လို့ပါအပေါင်းအဖြစ်ဖွယ်ရင်ပြလောင်ရင်ကိုနောက်ဆုံးတည်ရင်တော့တည်ရင်လို့ရှိကိုချတာပါအာကိုမရှိပါဘူး။ဝိရင်လည်းမရှိတဲ့ကဲ့သို့ရှိတော့လည်းမရှိတဲ့ကဲ့သို့လုပ်ငန်းဆောင်တာတွေအမျိုးလည်းမရှိတော့လည်းမရှိတဲ့ကဲ့သို့အာကိုမရှိဘူးတယောက်တည်းတည်ရင်လို့ရှိကိုချတာပါတသဘောတွေကဖောက်ပြမှာပေါ့ပူရာတုံတာဖြစ်ရှင်တာဖြစ်အမူအရာပေါ်တာလက်ချီကောင်းကူရာလည်းပဲပူရာပါပြီပြင်းပြပါလို့ပြောပါဘူးတဲ့တိတ်ဆိတ်လို့အဆုံးသတ်ပြတာပဲရှိပါတယ်ဘဝအဆုံးဝိအဆုံးခန္ဓာမိရဲ့ငြိမ်းရအောင်ဉာဏ်နဲ့မြင်တဲ့ခေါ်ပါတယ်ဤကဲ့သို့ပွားများထုတ်လေရေဟောင်းလည်းကြည့်ရတဲ့မလားတဲ့ဤသာတတိကိုယ်ခံစင်ကြယ်တဏှစပြတ်ခါအရဟတဘုရင်ပေါင်းမြောက်၍ဇာတိမလားခန္ဓာဇာတိငြိမ့်နိုင်ကြပါစေရပြီနော်သူပဲရှိအော်အေးကမ်းမလို့ဆုံးတခါပါသေးတယ်